ဂျပန်ဒါရိုက်တာကြီးအကီရာကူရိုဆာဝါရဲ့1990ခုနှစ်မှာထွက်ရှိခဲ့တဲ့ Dreams ရုပ်ရှင်ဟာပုံမှန်ရုပ်ရှင်တွေလိုအစအလဲဆုံးအရှင်အနေနဲ့သွားရမျိုးမဟုတ်ပဲဒါရိုက်တာကြီးကိုယ်တိုင်တကယ်မှတ်ခဲ့တဲ့အိမ်မက်တိုလေး၈ခုကိုစူးစီးပြီးကြီးကားတစ်ချက်လိုလှပဆုံးပုံဖော်ပြသသွားတဲ့ Anthology ဇလန်တိုရီစူးစီးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Netflix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ရုပ်ရှင်လောကရဲ့ A grade လောင်တင်သားကြတဲ့ဂျပန်ဒါရိုက်တာကြီးအကီရာကူရိုဆာဝါရဲ့အသက်80ရွယ်မှာရိုက်ကူးခဲ့တဲ့အလုံးကိုထူးခြားဆန်းပြပြီးအမှုပညာရတမြောင်လုံးနဲ့ Dream ဆိုတဲ့ရုပ်ရှင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဒါရိုက်တာအကီရာကူရိုဆာဝါကိုယ်တိုင်သူ့ဘဝသက်တမ်းတစ်လျှောက်မှာအမှန်တကယ်မှတ်ခဲ့မှုတဲ့အိမ်မက်ရှိခုကိုအခြေခံပြီးရိုက်ကူးထားတာပါ။အိမ်မက်တစ်ခုချင်းစီမှာကလေးဘဝကစားစရာတွေအစတဘာဝပတ်ဝန်းကျင်ရဲ့ပျက်စီးမှုစစ်ပွဲရဲ့နှိပ်ထားရုံနဲ့ဘဝရဲ့ပျော်ရွှင်မှုတသနာတွေကိုကြပြဆန်းဆန်းကြီးကားတစ်ချက်လိုကြည့်ရှုသူရဲ့စိတ်နှလုံးကိုစုံစုံမြုပ်အောင်ပုံဖော်ပြသသွားနိုင်ခဲ့ပါတယ်။ဆိုတော့ဒါရိုက်တာရဲ့အိမ်မက်ကဘာတွေကိုကျွန်တော်တို့အတူတူစီးမြှောက်ကြည့်လိုက်ကြအောင်ဗျာ။အိမ်မက်နံပါတ်1 Sunshine Through the Rain နေပူမိုးရွာရဲ့အမြေခွေးမင်္ဂလာဆောင်ဇလန်ကိုဒရိုက်တာရဲ့ကလေးဘွားကိုဘွားဖြစ်တဲ့အသက်9နှစ်6နှစ်အရွယ်ကောင်လေးတစ်ယောက်ရိုးရဂျပန်အင်ဂျင်တကားဝါမှာရက်နေရဲ့မြင်ကွင်းနဲ့စတင်ထားပါတယ်။ကောင်းကင်မှာနေမင်းကြီးကဝင်းဝင်းတောက်လင်းထိန်နေပေမဲ့မြေပြင်မှာတော့ထူးဆန်းစွာနဲ့မိုးစက်တွေတပွဲပွဲရွာကျနေတာပါ။ဒီလိုထူးခြားတဲ့ရာသီဥတုမျိုးဂျပန်ရိုးရာမှာခီဆူနေနိုယိုမဲဒီမြေခွေးတွေမင်္ဂလာဆောင်တဲ့ချိန်လို့ခေါ်ကြပါတယ်။အမေဖြစ်သူကကောင်လေးကိုအိမ်ပြင်မထွက်ဖို့တည်တည်ချာချာတားမြစ်ပါတယ်။ဒီလိုနေမျိုးတွေမှာမြေခွေးတွေကတောထဲမှာမင်္ဂလာဆောင်တတ်ကြတယ်။သူတို့ကလူတွေချောင်းကြည့်တာကိုလုံးဝမကြိုက်ဘူး။တကယ်လို့သွားချောင်းကြည့်ရင်သူတို့ရမ်းစိတ်ဆိုးလိမ့်မယ်ဆိုပြီးသတိပေးတာပါ။ဒါပေမဲ့ကလေးတဘာဝရဲ့တုံးစံအတိုင်းတားမြစ်ပိတ်ပင်မှုတွေကပဲစူးစမ်းလိုစိတ်ကိုပို့ပြီးမိမောင်ထုတ်ပြလိုက်သလိုဖြစ်သွားပြီးကောင်လေးဟာအမေမျက်ကွယ်မှာအေယာမတစ်ပင်ကြီးတွေမောင်မောဝေစာနေတဲ့တောအုပ်နဲ့ကြီးတွေကိုတိတဆိတ်ချေဆက်ဝင်ရောက်သွားပါတော့တယ်။တောနဲ့ထဲရောက်တဲ့အခါနှင်းမြူတွေကြားထဲကနေထူးဆန်းလှပပြီးချက်သိမ်းထစရာကောင်းတော့နဲ့တီကီတာတန်စင်ခက်အေးတကူထွက်ပေါ်လာပါတယ်။ကောင်လေးဟာတစ်ပင်ကြီးတစ်ပင်ရဲ့နောက်ကွယ်မှာပုံအောင်ပြီးချောင်းကြည့်လိုက်တဲ့အခါမျက်နှာမှာမြေခွေးမျက်နှာပုံတွေတက်ဆင်ထားပြီးဂျပန်ရိုးရာမင်္ဂလာဝတ်စုံပြေဝတ်ထားတဲ့တက်ရှိမြေခွေးလူသားတွေစီတန်းလှည့်လည်လာတာကိုမြင်တွေ့လိုက်ရပါတယ်။ဒီနေရာမှာဒရိုက်တာကြီးခရိုဆာဝါရဲ့အချက်ကတကယ်ကိုဆရာကျပါတယ်။မြေခွေးတွေရဲ့လမ်းလျှောက်ပုံဟာပုံမှန်လမ်းလျှောက်တာမျိုးမဟုတ်ပဲဂျပန်ရိုးရာနိုးပြဆက်ကကပြမှုတွေတိုင်းစီးရက်တစ်ခုချင်းစီလိုက်ခြေလမ်းကိုတုံကနေရှီတိုးနောက်ဆုပ်အလုံးနှီးကွေးစနစ်တကျလမ်းလျှောက်ကြတာပါ။ဒီမြင်ကွင်းကကြည့်ရှုသူတွေကိုတက်ရှုဖို့မေးလောက်အောင်စမ်းကြဲတဲ့ဘာဝလုံးရတာတစ်ခုပေးစွမ်းနိုင်ပါတယ်။ဒါပေမဲ့အလဲပြောင်းကတော့မြေခွေးစီတန်းလှည့်လည်ပွဲရဲ့အလဲတော့ရောက်တဲ့အချိန်မှာမြေခွေးကောင်းဆောင်ကဆူချရဲ့မျက်လုံးတွေနဲ့ကောင်လေးပုံနေတဲ့တစ်ပင်ဘက်ကိုတုံကနေလှည့်ကြည့်လိုက်တာပါပဲ။ကောင်လေးဟာသူရှိအောင်မြေခွေးတွေရေးမိသွားပြီဆိုတာသိလိုက်ရပြီးထိတ်လန့်တကြားနဲ့အိမ်ကိုအသေးတန်ပြန်ထွက်ပြေးခဲ့ပါတော့တယ်။ကောင်လေးအိမ်တကားဝါကိုရောက်တဲ့အခါမှာတော့ပိုပြီးရင်ထိတ်စရာကောင်းတဲ့အခြေအနေနဲ့ရင်ဆိုင်ရပါတယ်။အမေဖြစ်သူကအိမ်ထဲကနေထွက်လာပြီးအိမ်တကားကိုပိတ်ထားလိုက်ပါတယ်။ပြီးတော့ကောင်လေးကိုတန်တိုဂျပန်ရိုးရာတမြောင်တိုတလက်ကန်ပေးလိုက်ပါတယ်။ပြီးတော့အမေဖြစ်သူကတင်ငိမ်ပြီးအေးဆက်တဲ့လေတန်းနဲ့ပြောတာကနင်တော်ရဲသွားပြီးသူတို့မင်္ဂလာဆောင်ကိုချောင်းကြည့်ခဲ့တယ်မလား။မြေခွေးတစ်ကောင်အိမ်ကိုလာသွားတယ်။သူကနင်းအတွက်ဒီတမြောင်ထားခဲ့တာ။သူတို့ရဲ့လေးဝက်ချက်ကိုနင်တီးသွားတဲ့အတွက်နင်ကိုအဆုံးစီရင်ရမယ်လို့ပြောသွားတယ်ဗျာ။ကောင်လေးကကြောက်လန့်တကြားနဲ့တောင်းပန်ပေးမဲ့အမေကငါလည်းနင့်ကိုအိမ်ထဲပေးမဝင်ရဘူးတေချာတာကတော့သူတို့ကနင့်ကိုခွင့်လွှတ်မှာမဟုတ်ဘူးတကယ်လို့အသက်ရှင်ခြင်းတော့ဘိုးရပြီးရင်တက်တန့်ပေါ်တတ်တယ်အဲ့ဒီတက်တန့်ရဲ့အောက်ခြေမှာမြေခွေးတွေနေထိုင်တဲ့အိမ်ရှိတယ်အဲ့ဒီကိုသွားပြီးသူတို့ကိုဒူးထောက်တောင်းပန်မှာသူတို့ခွင့်လွှတ်မှာပဲအိမ်ပြန်လာခဲ့ဆိုပြီးတကားကိုပိတ်ချလိုက်ပါတော့တယ်ဇလန်ရဲ့နောက်ဆုံးမြင်ကွင်းမှာကောင်လေးဟာတမြောင်လေးကိုကင်ပြီးပွင့်လန်းနေတဲ့ပန်းကင်းကြီးတွေလေကွင်းမြင်ကြီးတွေချာမှာရှောက်လန်းနေရင်ကောင်းကင်ရံမှာအေယာမလှပလုံးနဲ့တက်တန့်ကြီးတစ်စင်းထွက်ပေါ်လာတာကိုညှော်ကြည့်လိုက်ပါတယ်ပြီးတော့အဝေးကတောင်ကုန်းပေါ်ကတက်တန့်အောက်ခြေစီကိုခြေလမ်းတွေရွှေ့ပြီးထွက်ခွာသွားရင်ဇလန်လေးကပြီးဆုံးသွားပါတယ်။ဒီအိမ်မက်တိုလေးကပုံရံကြည့်ရင်ကလေးပုံမြင်လို့နဲ့တကယ်တော့အင်မတန်လေးနဲ့တဲ့တသနာသုံးခုကိုပေးထားတာပါ။ပထမချက်စီကန်းနဲ့တာဝန်ယူမှုကလေးငယ်ဟာစူးစမ်းခြင်းစိတ်ကြောင့်စီကန်းကိုချိုးဖောက်ခဲ့ပါတယ်။စီကန်းကိုချိုးဖောက်မိရင်စိုးရတဲ့နောက်ဆက်တွဲရလက်ကိုကိုယ်တိုင်တာဝန်ယူဖြေရှင်းရမယ်ဆိုတဲ့အသည့်ကိုအမေကတမြောင်ပေးပြီးသင်ခန်းစာပေးလိုက်တာပါ။ဒုတိယချက်တဘာဝတရားပေါ်ယူသေးခြင်းမြေခွေးတွေဆိုတာဒီနေရာမှာတဘာဝတရားကိုကိုးစားပြုပါတယ်။လူသားတွေကတဘာဝတရားရဲ့ဆန့်ကျင်မှုတွေကိုတမိုးမထားပဲတရားတမဝင်ရောက်ဆွဲဘက်ချောင်းမြောင်ရင်တဘာဝတရားရလူသားတွေကိုတန်ခတ်လိုက်မယ်ဆိုတဲ့သတိပေးချက်ဖြစ်ပါတယ်။တတိယချက်မျောလင်းချက်ကောင်းလေးကတရားမှကြောက်ပေမဲ့အရှုံးပေးပဲမျောလင်းချက်ဖြစ်တဲ့တက်တန်းအောက်ခြေစီကိုတတိရှိချောက်လန်းသွားတာကလူသားတယောက်ရဲ့ဘဝမှာအမှားလုံးမိရင်တောင်းပန်ဖို့နဲ့ပြန်လည်ကုစားဖို့အတွက်မျောလင်းချက်လန်စာအမြဲရှိနေရဆိုတာကိုဒါရိုက်တာကြီးအကီရာကူရိုဆာဝါကအနုပညာများစွာပေါ်ညွှန်းသွားခဲ့တာပဲဖြစ်ပါတယ်။အိမ်မက်နံပါတ်1 The Peach Orchard မမွန်ဒီချန်ဒီအိမ်မက်ကလည်းကလေးဘဝအိမ်မက်ပါပဲ။ဒီဇလန်တိုလေးကိုဂျပန်ရိုးရာဟီနာမာစရီမင်္ဂလိများနေ့သို့မဟုတ်ရုပ်ပွဲတော်ကျင်းပနေတဲ့အိမ်တွင်းမြင်ကွင်းလေးနဲ့စတင်ထားပါတယ်။ပွဲတော်ရဲ့တလေတိုင်းအိမ်ထဲမှာလှပတဲ့ရိုးရာဝတ်စုံဝတ်ဟီနာရုပ်လေးတွေကိုအစင်းတင်ပူဇော်ထားပြီးမမုတ်ပွင့်လေးနဲ့လှဆင်ထားတာပေါ့။ဒါပေမဲ့ကောင်လေးရဲ့မြင်ကွင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတယ်။အကြောင်းရင်းကတော့သူတို့မိသားစုကအိမ်အောင်ဖေးကနှစ်ပေါင်းများစွာရှင်သန်ကြီးပြင်းလာတဲ့ဖိုးတက်နဲ့မမွန်တီချန်တစ်ခုလုံးကအပင်တွေကိုအကုန်ခိုးလိုက်ပစ်လိုက်ကြလို့ပါပဲ။အဲ့ဒီအချိန်မှာပဲကောင်လေးဟာအိမ်ထဲမှာခြားသူတွေမမြင်ရပဲသူတယောက်ထဲသာမြင်တွေ့လိုက်ရတဲ့စမ်းကျဲတဲ့မိန်းကလေးတယောက်ကိုသတိထားမိသွားပါတယ်။အဲ့ကောင်မလေးဟာပန်းရောင်ရိုးရာဝတ်စုံလေးကိုဝတ်ဆင်ထားပြီးကောင်လေးကိုကြည့်ကအိမ်မြင်ကိုတိတ်ဆိတ်ထွက်ခွာသွားပါတယ်။ကောင်လေးလည်းထူးဆန်းလွန်းလို့အိမ်မြင်ကိုဝုန်းကနေလိုက်ထွက်သွားပါတော့တယ်။
ကောင်မလေးနောက်ကိုလိုက်ရင်ရောက်သွားတာကအရင်မမွန်ပင်ကြီးအစီအီနဲ့လှပခဲ့ပူပြီးအခုတော့တင်းငုတ်တိုတွေပဲကြံရှိတော့တဲ့ကုန်းဆောင်ချင်ပြကြီးစီကိုပါအဲ့တင်းငုတ်တိုတွေကြားထဲမှာကောင်မလေးပြောက်ကွယ်သွားတဲ့အချိန်မှာကောင်လေးရဲ့ရှေ့မောင်မှာမယုံနိုင်စရာကောင်းတဲ့တဘာဝလိုမြင်ကွင်းကြီးတစ်ခုပေါ်ပေါက်လာပါတော့တယ်ချမ်းရဲ့ကုန်းဆောင်တစ်လျှောက်မှာအစင်စင်အိမ်ထဲကအင်နာရုပ်ကြီးတွေတိုင်းဂျပန်ခြေဆိုင်ရှောင်းအိတ်ဂရစ်ဝတ်ဆောင်အပြည့်စုံဝတ်ဆင်ထားတဲ့တက်ရှိလူသားရုပ်ကြီးရာနဲ့ချီပြီးစီတန်းရနေကြတာပါသူတို့ကတကယ်တော့လူတွေခိုးလဲပစ်လိုက်တဲ့မမွန်ပင်ရဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်ဝိညာဉ်တွေဟာကောင်လေးကိုမြင်လိုက်ရတဲ့အခါမှာပြင်းထန်တဲ့ဒေါသတန်တွေနဲ့စူပူချိန်မောင်းมาတော့တယ်မင်းတို့လူသားတွေဟာငါတို့ကိုရဲဆက်ဆက်ခုတ်လဲပစ်ကြတယ်ပြီးတော့မှအိမ်ထဲမှာဟန်ဆောင်ပတ်ဆောင်မမွန်မွင့်နေနဲ့ရုပ်ပွဲတော်လုပ်ကြရဲဆိုပြီးလူသားတွေရဲ့အရေးချုံမှုနဲ့လောဘစောကိုဆွဲချက်တင်ငိုကြွေးကြတာပါအဲ့ချိန်မှာကောင်လေးကကြောက်လန့်ပြီးထွက်ပြေးရမျိုးမလုပ်ပဲရင်မထဲရလာတဲ့ခံစားချက်နဲ့တုံရီစွာပဲပြန်ပြောပါတယ်ကျွန်တော်မမွန်တီတွေကိုမမမုံမောစားခြင်းလို့မဟုတ်ပါဘူးကျွန်တော်ငုံနေရတာကຫນွေဦးရတဲ့ရောက်တိုင်းပွင့်လာမဲ့လှပတဲ့မမုံဝင်ရဲရဲလေးတွေကိုနောက်ထပ်ဘရောမမမြင်ရတော့မှမလို့ပါဆိုပြီးရဲရဲရီပြင်းပြင်းကြကငိုကြွေးရှာပါတယ်ကောင်လေးရဲ့ဖြူစင်တဲ့စကလုံးတွေနဲ့တဘာဝတရားပေါ်ထားတဲ့မြတ်တရားကိုမြင်လိုက်ရတဲ့အခါဝိညာဉ်ကြီးတွေရဲ့ဒေါသဟာချက်ချင်းနှင်းရည်ပြောသလိုပြောကြသွားပြီးတနာကျင်တာစိတ်ဝင်သွားကြပါတယ်ဒါဆိုရင်မမုံဝင်တွေကိုတကယ်ချစ်တဲ့မင်းအတွက်ငါတို့နောက်ဆုံးချိန်ဖြစ်ပွင့်လန်းပြပါမယ်ဆိုပြီးဂျပန်ရိုးရာကားကွက်တွေဘုံတန်တွေနဲ့အတူအလွန်ခမ်းနားလာတဲ့ဝိညာဉ်ကားနဲ့ဖြောပြကြပါတော့တယ်သူတို့ကကုံလိုက်တိုင်းလေထဲမှာပန်းရောင်မမုံပွင့်ဖက်လေးတွေဟာနှင်းမွင့်လေးတွေလိုမျိုးတောတစ်ခုလုံးဝေးဆဆာနဲ့လွင့်ပြက်လာတာကတကယ်ကိုရင်သက်ရှုမောစီအနုပညာထွတ်ထိပ်မြင်ဝင်ကြီးတစ်ခုပါပဲအကားလေးပြီးဆုံးသွားရောအဲ့ဝိညာဉ်လာတရားကြီးတစ်ခုလုံးဟာမျက်လက်ပြလိုက်သလိုရုတ်တရက်ပျောက်ကွယ်သွားပြီးကောင်လေးရဲ့ရှေ့မှာတင်းငုတ်တူတွေပဲကျန်ခဲ့တဲ့ချံပြက်ကြီးဘွားကိုပြန်ရောက်သွားပါတယ်ဒါပေမဲ့ထူးခြားတာအဲ့တင်းငုတ်တူတွေရဲ့တစ်ခုတည်းသောတင်းငုတ်တူလေးတစ်ခုပေါ်မှာတော့ကောင်လေးရဲ့ဖြူစင်မှုကြောင့်လှပတဲ့မမုံဝဲအစစ်ကလေးတစ်ပွင့်နဲ့ထူးဆန်းစွာပွင့်လန်းကြံရခဲ့တာကိုပြသရင်ဇလန်လီပြီးဆုံးသွားပါတယ်ဒါရိုက်တာရဲ့အကီရာခူရိုဇာဝါကဒီမက်ကတဆင့်ကျွန်တော်တို့ကိုလေးနဲ့တဲ့ message နှစ်ခုပေးသွားပါတယ်ပထမတစ်ခုလူသားတွေရဲ့အတ္တနဲ့နောင်တလူသားတွေဟာကိုယ့်ရဲ့လောဘနဲ့ကြိုးစည်းပွားအတွက်တဘာဝပတ်ဝန်းကျင်ကိုအလွယ်တကူဖြစ်စည်းပြစ်တတ်ကြပြီးပျောက်ဆုံးသွားတဲ့တဘာဝလတရားအောင်မှတန်တာတဲ့နောင်တကင်းမဲ့မှုကိုတည်ရောက်ထားတာဖြစ်ပါတယ်ဒုတိယတစ်ခုမျောနှိမ့်ချက်မျိုးစိလူကြီးတွေဘလောက်ပဲဖြစ်စည်းပါစေကလေးငယ်တယောက်ရဲ့ဖြူစင်တဲ့နှလုံးသားနဲ့တဘာဝတရားကိုချစ်မြတ်လို့စိတ်ရှိနေသည့်ချင်ပြကြီးရဲ့မမုံမွေလေးတစ်ပွင့်လိုမျိုးတဘာဝပတ်ဝန်းကျင်ကိုပြန်လည်ကူစားနိုင်မယ်မျောနှိမ့်ချက်မျိုးစိကတော့ကဘာမြေမှာအမြဲကျန်ရည်နေအောင်မှဖြစ်တယ်ဆိုတာကိုရုပ်ပုံမြင်လေးနဲ့အစောင်းကုန်တင်ဆက်သွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအိမ်မက်နံပါတ်3 The Blizzard အင်းမုံနိုင်ဒီအိမ်မက်ကတော့ရှေ့ကကလေးဘွားအိမ်မက်တစ်ခုနဲ့လုံးဝကွဲပြားပြီးလူလာမြောက်လာတဲ့အရွယ်မှာကြုံရတဲ့ဘွားရဲ့ခက်ခဲကပ်ပေးတစ်ခုပုံပေါ်ထားတာပါဇလန်ရဲ့ဖွင့်မှာပြင်းထန်လုံးမျက်စိတော်ဖွင့်မိရတဲ့နှင်းမုံနိုင်ကြီးကြားထဲမှာကဲတင်မဲ့သူမရှိလမ်းညွှန်မှတ်သားမရှိပဲလမ်းပြောင်းနေတဲ့တောင်တသမား၄ယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်သူတို့ကအချင်းချင်းကြိုးရှိတစ်ချောင်းနဲ့ချီနှောင်ထားပြီးခြေတလန်းချင်းစီကိုအသက်လူပြီးလမ်းနေကြရတာပါလေမုန်တိုင်းကဘလောက်ပြင်းသလဲဆိုရင်လူတကိုယ်လုံးကိုလေထဲတွင်ပါသွားတဲ့နောက်တဲ့အထိပါပဲအချိန်ကြီးကြာလာတဲ့မြခန္ဓာကိုယ်ရဲ့အေးတံကအဆုံးစုံထိရောက်လာပြီးတယောက်ပြီးတယောက်နှင်းနဲ့လဲကျကုန်သွားတော့တယ်ဇက်ကောင်ဖြစ်သူဖွဲ့ရဲ့ကောင်းဆောင်ကမအိတ်ကြနဲ့အောင်အိတ်ပျော်သွားရင်တည်သွားလိမ့်မယ်ရှိမှငါတို့စခန်းချမယ်နေရာရှိရဲဆိုပြီးဟော်ဟဲအားပေးပေးမယ်နောက်ဆုံးမှာတော့သူကရိုင်းလည်းမခံနိုင်တော့ပဲနေမြင့်ကြီးပေါ်မှောက်ရက်လဲကျပြီးတတိလေးလူနီးပါဖြစ်သွားပါတော့တယ်အားလုံးမျက်နှာချက်ကုံဆုံးပြီးတေလူမျိုးမဖြစ်နေတဲ့အချိန်မှာပဲစမ်းကျက်လှပပြီးသွေးအေးလွန်းနဲ့နှင်းဆောင်တဲ့သမီးယူကီယိုနာဂျပန်ရိုးရာပုံမြင်နေရနှင်းဝင့်ညင်တစ်ပါးလေဒီကနေတိတ်တဆိတ်သက်ဆင်းပေါ်ပေါက်လာပါတော့တယ်သူဟာလွန်ပါလာပြီးလှပတဲ့ခြုံဆောင်ကြီးတစ်ခုကိုကိုင်ဆောင်ထားပြီးတေလူဆဲဆဲဖြစ်နေတဲ့ဇက်ကောင်ရဲ့နားကိုကပ်လာပါတယ်ပြီးတော့အလွန်အေးချမ်းပြီးတာယာညင်ညောင်းတဲ့လေတံလေးနဲ့နှင်းကနှွေးထွေးပါတယ်မုန်တိုင်းကလည်းလှပပါတယ်ပင်မနေပြီမလားအရှုံးပေးလိုက်ပါတော့မျက်စိမိတ်လိုက်ပါတော့အိပ်ပျော်လိုက်ပါဆိုပြီးစောင်းကိုကြီးတယောက်လိုသွေးဆောင်ဖျားရောက်มาတော့တယ်သူကကောင်လေးမျက်နှာပေါ်ပါလာတဲ့ခြုံဆောင်နဲ့ဖြည်းဖြည်းအုပ်ပေးလိုက်တိုင်းအကောင်လေးရဲ့စိတ်ထဲမှာခံစားနေရတဲ့အိတ်ကဲမှုတန်ရာတွေဟာချက်ချင်းပြောက်ကွယ်သွားပြီးနေထွေရဲ့အိတ်ဆက်ခြင်းငရေကန်တွေကိုနှုတ်ဝင်တော့ဖို့ဖြစ်လာပါတယ်ဒီမြင်ကွင်းကတကယ်ကိုရင်သက်ရှုမောစရာကောင်းတယ်လို့တင်မင်းရဲ့ဖျားရမှုကဘလောက်ထိတိမ်မွေးဆန်းကျက်တယ်ဆိုတာကိုပြသနေတာပါဒါပေမဲ့စက်ကောင်ရဲ့စိတ်ထဲမှာငါခုလိုရှုံးပေးလို့မဖြစ်ဘူးငါနောက်မှာငါရဲဘော်ရှိသေးတယ်ဆိုတဲ့အတိစိတ်ဆွဲရင်ကရုတ်တရက်နှုတ်ထလာပါတယ်သူကတင်မင်းရဲ့ခြုံဆောင်ကြီးကိုအားကုန်သုံးပြီးဘုံနဲ့ဆွဲဖက်ပစ်လိုက်ကနဲ့သမီးကိုတွန်းထုတ်ပြီးအတင်းအဓမ္မနှုတ်ထလာပါတော့တယ်သူနုံနုံချင်းရုံးကန်လိုက်တဲ့အချိန်မှာပဲစမ်းချေတဲ့နှင်းသောနဲ့သမီးကအေယာမချီကန်နဲ့ကြီးတစ်ကောင်တွင်ပြောင်းလဲသွားပြီးလေထဲကိုပြန်တန်းပြောက်ကွယ်သွားပါတော့တယ်ပြီးတော့ပိုပြီးအောင်ဆရာကောင်းတာဇက်ကောင်နှုတ်ထပြီးမတက်ရလိုက်တဲ့အခါမှာပဲသူ့ကိုတေးလို့မတက်ချိန်ချောက်နေတဲ့ပြင်းထန်လာတဲ့နှင်းမုံနိုင်ကြီးဟာညက်လက်ပြတ်လိုက်တဲ့လိုရုတ်တရက်ဆဲသွားပြီးနေမင်းကြီးရဲ့အလင်းရောင်ဟာကောင်းငင်မှာပြပွင့်လာပါတော့တယ်သူအရှိကိုမြုံကြည့်လိုက်တဲ့အခါသူတို့အားလုံးတဲတန်ရှာပွေနေတဲ့သူတို့ရောက်ချင်တဲ့တောင်တက်စကန်လေးကတကယ်တော့သူတို့လေးကျနေတဲ့နေရာရဲ့အကွာဝေးစင်တီမီတာအနည်းငယ်လှမ်းကြည့်အောင်နဲ့မြင်ရတဲ့နားမှာရောက်နေကြတာကိုတွေ့လိုက်ရပါတော့တယ်သူကလဲကျနေတဲ့သူ့ရဲ့ရဲဘော်တွေကိုပြန်နှုတ်ပြီးစကန်စီကိုအောင်မြင်စွာကော်ဆောင်သွားရင်ဇဒန်လီပြီးဆုံးတော့ပါတယ်ဒါရိုက်တာကြီးအကီရာခူရိုဇာဝါကဒီတတိယမြောက်အိမ်မက်ကတဆင့်လူသားတွေရဲ့စိတ်သက်ကြက်ခိုင်မှုကိုမြင်မာဆုံးချီးကျူးဖော်ပြသွားခဲ့တာပါဒီအိမ်မက်မှာလည်းကျွန်တော်တွေးကြည့်စရာသင်ခန်းစာတစ်ခုရှိပါတယ်ပထမတစ်ခုအရှုံးပေးခြင်းရဲ့ချုပ်မြင်မှုဘဝမှာအခက်အခဲပြင်းထန်လာတဲ့အခါအရှုံးပေးလိုက်ဖို့လက်လျှော့လိုက်ဖို့ဆိုတဲ့တွေးဆောင်မှုနှင်းနဲ့သမီးဟာတကယ်ကိုချုပ်မြင်ပြီးတက်တောင့်တက်တာရှိလာပါတယ်ဒါပေမဲ့အဲ့ဒီတွေးဆောင်မှုတော့ကိုပါသွားရင်တော့တည်ဆုံခြင်း
ဘဝပြည့်ချင်းပဲကြံပါလိမ့်မယ်ဒုတိယတစ်ခုနောက်ဆုံးခြေတလန့်ရဲ့အရေးကြီးပုံလူများစုကအောင်မြင်ကန်ဒီစကန်နဲ့နီးကပ်နေပြီဖြစ်တဲ့နောက်ဆုံးမိနစ်ပိုင်းလေးမှာမှစိတ်တက်ကြပြီးလက်လျှော့သွားတတ်ကြပါတယ်ဘယ်လောက်ပဲမုံတိုင်းထန်နေပါစေကိုယ့်ရဲ့စိတ်ဓာတ်ကိုအဆုံးထိတောက်ခံပြီးဇွဲမလျှော့ပဲရုန်းကန်နိုင်ရင်မုံတိုင်းလုံးမှာအလင်းရောက်ရှိစမြဲပဲဆိုတဲ့ဘဝသင်ခန်းစာကြီးကိုအသေးရစရာရိုက်ချက်တွေနဲ့တင် जा ပေးသွားခဲ့တာပဲဖြစ်ပါတယ်